လူတယောက်ရဲ့စိတ်ဓာတ်ခိုင်မာမှုဟာဘယ်လောက်ရှိသလဲဆိုတာကိုအာပဒါတုထာမောဝိဓိတဘောအာပဒါတုဘေးရန်တွေဒုက္ခတွေကျုံလာတဲ့အခါမှာထာမောလူတယောက်ရဲ့စွမ်းရည်တတ္တိစိတ်ဓာတ်ကြံ့ခိုင်မှုကိုဝိဓိတဘောသိနိုင်တယ်လောကလူတွေဟာစိတ်မာသလိုနဲ့စိတ်ပြော့တဲ့လူတွေအများကြီးပဲเนาะစိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိသလဲဆိုတာအခက်ခဲတွေနဲ့ကြုံပြီးတဲ့အခါမှာသိနိုင်တယ်ဒါစမ်းသပ်ကြည့်ဖို့တွေပြောတာပေါ့စမ်းသပ်ပြီးတော့ကြည့်လို့ရှိရင်လူရဲ့စိတ်ဓာတ်ခိုင်မာမှုဟာအပြောနဲ့တည်းမရဘူးတဲ့ဓမ္မဆိုတာစိတ်ဓာတ်ခိုင်မာတာအာဗရဆိုဘေးရန်တွေဒုက္ခတွေကျုံလာတဲ့အခါမှာသူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိတယ်လောကလူတွေကနော်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ချိတ်ဟာမီးနဲ့တွေ့တဲ့အခါမှာအရေးပျော်သွားသလိုဖျောင်းဟာလည်းအပူနဲ့တွေ့ရင်ပျော်ကျသွားသလိုဒီတိုင်းနေတော့မာနေတယ်လို့ရှိပေမဲ့လို့ဒုက္ခရောက်ပြီဆိုလို့ရှိရင်ပျော့ညံ့သွားတတ်တယ်တဲ့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့လူရဲ့စိတ်ဓာတ်ခိုင်မာမှုရှိမရှိဆိုတာဘာနဲ့စမ်းသပ်ရမလဲလို့ဆိုရင်ဒုက္ခရောက်တဲ့အခါမှာကြည့်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်အာပဒါဆိုတာလူတွေကမရှောင်လွဲနိုင်ပဲနဲ့ကြုံတွေ့ရတဲ့ဒုက္ခတွေရှိဘာတွေလဲလို့ဆိုရင်ဘောဂပြတနာစီစဉ်ဥစ္စာတွေပျက်စီးတယ်အယောင်းဝယ်လုပ်တဲ့အခါမှာငွေတွေဘယ်လောက်ဆုံးသွားတယ်အယောင်းဝယ်လုပ်တဲ့လူတွေဒါကြုံမှုမှာနော်အဲ့ဒီလိုအချိန်မှာစိတ်ဓာတ်ကြံ့ခိုင်မှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ်ဓမ္မဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင်သွားပို့ပြီးတော့စီးပွားရေးတွေပျက်စီးသွားဘောဂပြတနာပြတနာတရား၅ပါးတဲ့ကဘောဂပြတနာပစ္စည်းဥစ္စာပျက်စီးတာနဲ့ကြုံသွားလို့ရှင်လေဒီလူဟာစိတ်ဓာတ်ဘယ်လောက်ထိအောင်ကြံ့ခိုင်လဲဆိုတာအကဲခတ်လို့ရသွားပြီကြံ့ခိုင်တယ်မကြံ့ခိုင်ဘူးသိနိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ညာတိပြတနာဆွေတွေမျိုးတွေကပျက်စီးသွားဆွေတွေမျိုးတွေသေဆုံးတယ်ပျက်စီးတယ်ဆိုလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိတယ်လဲစိတ်ဓာတ်မကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဟာပြိုလဲသွားတာပဲအဲ့ချိန်ဟောဒါတွေကလူတွေဟာလူလောကမှာနေနေတဲ့ကြတဲ့ပုဂ္ဂိုလ်တွေညာတိပြတနာဆိုတာကြုံရတာကြီးပဲမဟုတ်လားမကြုံဘူးဆိုတာမရှိဘူးအိမ်တိုင်းညာတိပြတနာဆိုတာကြုံတာကြီးပဲเนาะဆွေတွေမျိုးတွေကနေပြီးတော့ပျက်စီးဆုံးရှုံးသွားတာတွေကြုံပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့လူကပြိုလဲသွားနိုင်တယ်အဲ့ဒါကိုပြောတာစိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိအဲ့ဒီအချိန်မှာသိတာပဲပေါ့နောက်တစ်ခုကရောဂပြတနာဆိုတာယောဂဖြစ်တာယောဂဒီပင်လင်ပျက်စီးဖို့ဖြစ်လာတာပြတနာတရား၅ပါးရှိတယ်နော်ညာတိပြတနာတဲ့ဘောဂပြတနာတဲ့ရောဂပြတနာဒီနေရာမှာဒီ၃မျိုးပဲပြောနေတာသီလပြတနာနဲ့ဒိဋ္ဌိပြတနာနှစ်ခုကကိုချင်းတရားနဲ့အမြင်နဲ့ဆိုင်လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်တော့ဆိုရင်ညာတိပြတနာဆွေတွေမျိုးတွေပျက်စီးရင်လည်းငိုကြတယ်ဟုတ်ကဲ့ဘောဂပြတနာစီးစိမ်ဥစ္စာတွေပျက်စီးရင်လည်းငိုကြတယ်ရောဂပြတနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့သောသီလပြတနာကိုချင်းတရားပြတ်သွားဘူးမှမငိုဘူးဘူးဒိဋ္ဌိပြတနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘူးမှမငိုအရေးကြီးတာကတော့သီလပြတနာနဲ့ဒိဋ္ဌိပြတနာအပယ်ထိအောင်ကြစေနိုင်တယ်ညာတိပြတနာဘောဂပြတနာရောဂပြတနာဆိုတဲ့ဒီပြတနာတရား၃ပါးကဒီတဘဝတည်းပဲခံရတာတဲ့အဲ့တော့ဟိုဘက်ကျတော့တတ္တိကောင်းတယ်ဒီဘက်ကျတော့တတ္တိမကောင်းဘူးဒီလိုဖြစ်တယ်နော်အဲ့ဒါဘာလို့ဖြစ်ရတာလဲဆိုတန်ဖိုးထားခြင်းမတူလို့ပေါ့